けジャパンサリラでね私ねずっとジャパンサリラにね皆様こんばんはဒီနေ့မှာတော့私がပါဠိကိုနောက်ထပ်အသစ်သင်ပေးမလဲဆိုတော့ဂျပန်စကားလုံးအခြေခံစကားလုံးပေါ့နော်နောက်ထပ်၅လုံးပေါ့သူကဟာဟီဖူနော်ဟုမဟုတ်နော်ဒီနေရာမှာဟာဟီဖူဟဲဟိုဟုတ်ပြီဟာဟီဖူဟဲဟိုခခိခတာဆိုတာရေးပုံရေးနည်းကိုဟိုရှေ့မှာတင်ပြပေးပါမယ်နော်တင်ပြပေးတော့မယ်ဟုတ်ပြီဒါလေးကဘယ်လိုရေးလဲဆိုတော့ဟာနော်ဒီလိုမျိုးပေါ့ဟုတ်ပြီသူကဘယ်နဲ့ချက်လဲရေးပုံရေးနည်းက1နီごめんなさいね1နီနော်1 2 3နော်သူကဘယ်နဲ့ချက်လဲရေးပုံရေးနည်း3ချက်ဒါကိုဘာလို့ခေါ်လဲဟာဟိခက်ကြတော့ဘယ်လိုလာမလဲဆိုတော့သူကဒီလိုမျိုးပေါ့နော်တစ်ချက်ပဲနော်သူကဟုတ်ပြီဒါလေးကဒီလိုမျိုးလေးဆွဲမယ်ဒီလိုလေးတစ်ချက်ပဲနော်ဟိပြီးရင်ပါလဲဖူနော်ဖူကဘယ်လိုလေးလဲဆိုတော့ဟုတ်ပြီဖူလေးကဘယ်လိုလေးလဲဆိုတော့ဒီလိုမျိုးပေါ့နော်ဟုတ်ပြီဂျပန်လိုရေးကြည့်အောင်1နီဆန်ကို1နီနော်1နီဆန်နော်1နီဆန်ရှိ4ချက်ပေါ့နော်သူကရေးပုံရေးနည်း4ချက်ဒါကကြတော့ဖူဟဲခက်ကြတော့သူကတစ်ချက်ပဲပေါ့နော်ဒီလိုမျိုးလေးဆွဲမယ်ဒီလိုမျိုးလေးဆွဲဟုတ်ပြီသူလေးက1ပဲနော်一個だけね一個だけでချိန်မဲ့ဆိုရပါဘောနော်ဟာဟီဖူဟဲဟိုလေးကတော့ဒီလိုမျိုးပေါ့နော်ဟုတ်ပြီရေးပုံရေးနည်းကြည့်မယ်နော်ဂျပန်လိုဆိုကြည့်အောင်1ဟုတ်ပြီ1နီဆန်ဟုတ်ပြီ1နီဆန်ရှိနော်သူက4ချက်နော်ဟုတ်ပြီဟုတ်တာဒီဂျပန်ကားတွေမှာနော်ဟိုမိနာဆန်တာကြီး animation တွေကြည့်ဘူးလားမသိဘူးနော် animation တို့နောက်ပြီးတော့ဟိုဘယ်လိုပြောမလဲဟိုဂျပန် drama လေးတို့ကြည့်ဘူးလားမသိဘူးနော်အဲ့ဒါကိုဟိုဟာစိတ်ဝင်စားစရာစကားလုံးအနေနဲ့ပေါ့နော်တစ်ခုပြောပြမယ်ပေါ့နော်ဆိုတော့စကားတစ်ခုပြောလိုက်တော့ပေါ့နော်ဆိုရင်တကယ်လားဆိုတဲ့စကားကဘယ်လိုလေးလဲဆိုတော့သင်ပေးမယ်နော်ဒီနေ့တကယ်လားဆိုတာ本当ですかတကယ်လားအဲ့လိုပေါ့နော်本当ですかနော်本当ですかဂျပန်လို本当ですかလို့ပြောရင်မြန်မာလိုဘယ်လိုလဲတကယ်လားနော်ဘယ်လိုပြောမလဲ本当ですかတကယ်လားနော်ကိုကတခုခုကိုသူကပြောလိုက်မစိုးမနော်ဟိုငါကမနေ့ကတငယ်ချင်းနဲ့အတူတူတော်လေခဲ့တဲ့本当ですか本当ဆိုရင်တကယ်လား本当ですかပေါ့နော်တကယ်လားစီစနစ်ကြကြပြောမဆိုရင်本当ですかဒါမှမဟုတ်လေ本当အဲ့ဒါဆိုရင်တကယ်လားပေါ့နော်အဲ့လိုမျိုးပေါ့ဒါလေးကဒါတလုံးတင်ပေးလိုက်တော့ဗောနော်တကယ်လားလို့ပြောရင်ဘယ်လိုလဲ本当ですかဒီနေ့ကတော့私ကတော့ဟာရဲ့ရေဟာဟီဖူဟဲဟိုနော်ဒီနားလေးမှာအတန်ပြောင်းသွားမယ်နော်ဒါလေးကတော့ဖူပေါ့နော်ဟုတ်ပြီ私အခုတင်ပေးလိုက်တဲ့စကားလုံးတွေကပေါ့နော်ဒါအခြေခံရေးပုံရေးနည်းဒါကိုရေးလို့ခေါ်တယ်ပေါ့နော်私နဲ့တူတူနေ့တိုင်းဂျပန်စာကိုနည်းနည်းချင်းစီလေ့လာခြင်းအဖြစ်အခုမှစလေ့လာနေတဲ့လူရောဂျပန်ကိုတွားဖို့အိမ်မက်ရှိနေတဲ့ဒီဘသူပဲဖြစ်ပေါ့နော်ဟိုအသက်ကြီးတာငယ်တာမဟုတ်ပေါ့နော်သွားဖို့ရွယ်ချက်ရှိတာပဲဖြစ်အခုမှအနာဂတ်လမ်းလေးတွေကိုရှောင်းမဲ့ဒီလိုမျိုးခလေးလေးတွေပေါ့နော်အနာဂတ်လမ်းမှာရှောင်းမဲ့ခလေးလေးတွေဟိုအချိန်မရတာပဲဖြစ်ဒါမှမဟုတ်ရင်လေဟိုတကယ်လို့ဗာလဲတင်နန်းကြီးမတတ်နိုင်တဲ့ကလေးတွေပဲဖြစ်ပေါ့ရှိခဲ့ရင်ဝတ်ရှိရဲ့ဗီဒီယိုလေးကိုနေ့တိုင်းနည်းနည်းချင်းစီလေ့လာကြအဖြစ်ဂျပန်စာကိုအခြေခံကနေစပြီးတော့စကားပြောရတဲ့အထိအထောက်ပံ့လေးနည်းနည်းလေးဖြစ်ရသွားမှာဖြစ်ပါတယ်ဗောနော်အဲ့ဒါကြောင့်ဝတ်ရှိရဲ့နဲ့အတူတူနေ့တိုင်းဂျပန်စာအတူတူလေ့လာကြရအောင်ဗောနော်ဟုတ်ပြီနောက်ထပ်စကားလုံးအတစ်တစ်ခုကိုဝတ်ရှိကသင်ပေးအောင်ဗောနော်အဲ့ဒါကဘာလဲဆိုတော့ဟုတ်ပြီဒါလေးကတော့ဘလူလေးလဲဆိုတော့
I ရှိတယ်ကြားဘူးလားမသိဘူးเนาะဒါလေးက I ရှိတယ်လို့ I ရှိတယ်လို့အမှန်ကတော့ I ရှိတယ်လို့ပေါ့เนาะ I ရှိတယ်လို့ဆိုတာကချစ်တယ်ပေါ့เนาะအဲ့လိုမျိုးပေါ့ဒါလေးကတော့သင်ပေးတာပေါ့เนาะချစ်တယ်ပေါ့ I ရှိတယ်လို့ချစ်တီပေါ့เนาะချစ်တယ်ချစ်တီပေါ့เนาะဟုတ်ပြီအဲ့ဆိုရင်私ရဲ့ဗီဒီယိုလေးကိုနေ့တိုင်း follow လုပ်ထားခြင်းအပြင်ဂျပန်စာအခြေခံလေးတွေကိုလေ့လာကြရအောင်ပေါ့နော်ဒီနေ့ကတော့ရာဒီဥထုလဲတာရတယ်ဆိုရင်ဘယ်လိုပြောမလဲ今日は天気が晴れますနော်今日は天気が晴れますဟုတ်ပြီちょっと暑いဒီနေ့နည်းနည်းပူတယ်ပေါ့နော်ちょっと暑いですဘယ်လိုပြောမလဲちょっと暑いですဟုတ် hi အဆုံးထိကြည့်ရှုပေးတဲ့皆さんたちありがとうございましたเนาะကျေးဇူးများတင်ပါတယ်最後まで見てくれてありがとうございましたじゃあねまたねဒါဆိုရင်နောက်ဗီဒီယိုမှာတွေ့ကြရအောင်เนาะありがとうございます